တကိုးလေးပြောပြောဆူဆူနဲ့တုတ်ဘောကိုတိုက်ခိုက်တယ်တုတ်ဘောလေးလက်တရပတောက်ယူနဲ့တကိုးကိုရိုက်ချလိုက်တာတကိုးလေးလက်နာသွားတော့တယ်အလာလာနာလိုက်တာတုတ်ဘောတယောက်ဆိုင်ငယ်စီလို့မိဝိုင်းမရဲ့အိမ်ကိုရှောင်းလာတယ်တုံမောင်နေတဲ့မိဝိုင်းမကိုတွေ့လိုက်ရတော့တုတ်ဘောကဟဲ့မိဝိုင်းနင်းမျက်နှာကြီးအဲ့ဒါဘာဖြစ်နေရလဲဟာရှုံးမဲ့နေရပဲသူများတွေဘရောက်ပန်းပန်နေရပြီးတော့ငါကမပန်ရလို့တုတ်ဘောရဲ့နင်ကဘရောက်ပန်းပန်ခြင်းလို့လားဟာမိဝိုင်းမရဟဲ့ပန်ခြင်းတာဘောဟာငပိန်နဲ့ဖိုးထူးသာရွာမှာရှိရင်လေသူတို့ငါ့ကိုတေချာပေါက်ဘရောက်ပန်းခူးပေးမှာပဲငပိန်နဲ့ဖိုးထူးမရှိလေငါတယောက်လုံးရှိပါတယ်ဟာငါနဲ့ကိုခူးပေးမှာပေါ့အဲ့တော့မှမိဝိုင်းမလေးမျက်နှာလေးရွှင်လန်းသွားတယ်နေတကယ်ပြောတာနော်တုတ်ဘောအေးတကယ်နေစောင့်နေငါနဲ့ကိုဘရောက်ပန်းအခိုင်လိုက်ကြည့်ခူးပြီးတော့လာပေးမယ်ဟဲ့တုတ်ဘောနေအောင်လေနေအောင်နေငါစီကိုဘာလာလုပ်တယ်ဆိုတာပြောသွားအောင်လေဟာကားကိမှာနင်းနမယ်နဲ့ပါဆယ်ပုံတစ်ပုံပို့ထားတယ်တဲ့အဲ့ဒါရောက်ရင်သွားယူလိုက်အောင်တဲ့ငပိန်ကပြောခိုင်းလိုက်လို့အဲ့ဒါငါလာပြောတာတုတ်ဘောလေးအဲ့လိုပြောပြီးတော့တန်းထွက်သွားတော့တယ်တပတ်မှလေးပရောက်ပန်းခူးပြီးတော့ရောင်းမဲ့တကိုးစုကရှိနေပြန်တာပါတကိုးကောင်းဆောင်ကရောင်းမရှိသမျှပရောက်ပန်းတွေကိုငါတို့ရအောင်ယူရမယ်ပြီးရင်ဈေးနဲ့လမ်းပေါ်မှာပရောက်ပန်းတွေကိုဈေးနဲ့စနေပြီးရောင်းမယ်ကြားကြလားတကိုးတွေကလည်းဖြိုင်းတူអော်လိုက်ကြတယ်ဟုတ်ကဲ့ကြားပါတယ်ဗျဒါနဲ့တကိုးကောင်းဆောင်ကဆက်ပြောတယ်ဘသူစီကိုမှပရောက်ပန်းတွေပါမသွားစေနဲ့ပရောက်ပန်းလာကူးတဲ့သူရှိရင်လေတိုက်ခိုက်ပြစ်ပရောက်ပန်းတွေကငါတို့အတွက်ပဲဖြစ်စီရမယ်တကိုးကောင်းဆောင်အဲ့လိုပြောလိုက်တော့တကိုးတွေလည်းဝရုံသုံးမနဲ့ပရောက်တော်စီကိုထွက်သွားကြတော့တယ်တပတ်မှလေတုတ်ဘောကပရောက်တော်တွေကိုဆိုင်ငယ်နဲ့ရောက်လာခဲ့တယ်ပရောက်တော်တွေမှာပရောက်ပန်းတွေကိုမတွေ့ရနဲ့တုတ်ဘောကပရောက်ပန်းကအခုတည်းကမပွင့်နေရလားဟာတပင်းမလည်းပရောက်ပန်းမရှိဘူးသူအဲ့လိုတွေးပြီးဆက်မောင်းလာနေတော့တပတ်မှလည်းတကိုးတွေကပရောက်မှာပွင့်နေမြပရောက်ပန်းတွေကိုခူးနေတော့တယ်အောက်ကနေတကိုးတယောက်ကမြင်ခူးမယ်နော်နောက်ထပ်အပင်တွေကြံသေးတယ်ရွာသားတွေတယောက်မှရသွားလို့မဖြစ်ဘူးရဲ့ခူးနေပါလေကွာမင်းရလေအပင်ကအများကြီးလေမကြံတော့ပါဘူးလာကူးတဲ့ရွာသားရှိရောလေဘာကြီးလဲကွာစော်ဘလော်တီးလို့လိုက်မှာပေါ့ကွာတော်ဘောကလည်းစီးလာရင်နဲ့ပရောက်ပန်းပွင့်နေရဲ့ပင်ကိုတွေ့ရနေဝမ်းသာပြီးရက်လိုက်တယ်ဟာတော်သေးရပေါ့တပင်တော့ရှိလို့တော်ဘောလည်းမိဝိုင်းမရောရွာကမိန်းကလေးတွေပါပန်းလို့ရှောင်းအောင်လို့ခူးမယ်လို့စဉ်းစားလိုက်တယ်ငါသာခူးပြီးသွားပေးလိုက်လို့ကတော့သူတို့ငါ့ကိုကျေးဇူးတွေတင်သွားပြီးတော့မုတ်တွေအများကြီးပြန်ကျေးလောက်တယ်ဟုတ်တယ်ပရောက်ပန်းနဲ့မုံနဲ့လဲစားမယ်အဲ့လိုနဲ့တုတ်ဘောလေးပရောက်ပင်မောင်ကိုတက်ပြီးပရောက်ပန်းကိုခံလိုက်ခိုးလိုက်တယ်ပရောက်ပန်းခုပြီးတပင်မောင်ကပြန်ဆင်းလာချိန်မှာတကိုးနှစ်ယောက်ကသူ့ကိုအောက်ကနေမောကြည့်နေရနေတုတ်ဘောလေးလန့်သွားတယ်အမလီဘာလို့မောကြည့်နေရလဲဗျလန့်သွားပဲဗျာမင်းအဲ့ဒါဘာလုပ်နေရလဲတုတ်ဘောလေးအပင်မောင်ကနေဆင်းလိုက်တယ်ပရောက်ပန်းခူးတာလေဗျာဘာဖြစ်လို့လဲဗျမင်းကဘသူကခိုးခိုင်းလို့ခူးတာလေမင်းကဒီတော့တွေကပရောက်ပန်းတွေကအများပိုင်ပဲလေဗျာကြိုက်တဲ့သူခူးလို့ရတာပေါ့ဗျမရဘူးဒါငါတို့အပိုင်အဲ့ဒီမင်းလက်တွေကပရောက်ပန်းခိုင်ငါ့ကိုပေးခဲ့ဟာမပေးနိုင်ပါဘူးဗျာလူချင်းကိုပါကိုတက်ခုပေါ်ဗျအဲ့ဒီချိန်တကိုးတွေရဲ့ပရောက်ပန်းတွေတင်လာတဲ့ထော်လာကြီးတစီကတုတ်ဘောတို့နားမှာရှက်လာတယ်ထော်လာကြီးမောင်းလာတဲ့တကိုးဟာဟဲ့အောင်လေမင်းရဲ့ပတောက်ခိုင်ကိုဒီထော်လာကြီးပေါ်တင်လိုက်ဘာမှပြဿနာမတက်ချင်ဘူးဆိုရင်ပေါ့အဲ့တော့မှတုတ်ဘောနေဒီတတော်လုံးကပရောက်ပန်းတွေကိုတကိုးတွေကိုသွားမယ်တိသွားတော့တယ်တုတ်ဘောကတော့ဆိုင်ငယ်ပေါ်ခွတ်တက်ပြီးမောင်းထွက်မယ်အလုံးတကိုးဟာတုတ်ဘောရဲ့လက်ကိုဆွဲထားလိုက်တယ်ဟေ့အဲ့ဒါဘယ်ပြစ်မလို့လဲပရောက်ပန်းပေးသွားလေတုတ်ဘောလေးတင်းသွားပြီးတော့မပေးဘူးဗျာအဲ့တော့ဘာလို့ကြံလဲဗျဒီကောင်ရွှဲနဲ့မလိုက်အောင်လူပါတော့ဝါတက်တာအေးရတယ်အသားတကြီးတောင်းလို့မပေးဘူးဆိုတော့လေလူယုံပေါ့တကိုးလေးပြောပြောဆူဆူနဲ့တုတ်ဘောကိုတိုက်ခိုက်တယ်တုတ်ဘောလေးလက်တရပတောက်ယူနဲ့တကိုးကိုရိုက်ချလိုက်တာတကိုးလေးလက်နာသွားတော့တယ်အလာလာနာလိုက်တာအဲ့ဒီချိန်တကိုးဟာနောက်ထပ်တိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာ
တုပ်ပေါ်ကအဲ့ဒီလက်ကိုကင်ထားလိုက်ပြီးသူ့ရဲ့ခေါင်းနဲ့တကူရဲ့ခေါင်းကိုတိုက်ချလိုက်တယ်တကူလည်းအလာလာငါခေါင်းတော့ကြေပါပြီတော်တော်ခေါင်းမာနေကောင်းမယ်တကူတွေလဲလဲကိုကိုဖြစ်နေတော့တုပ်ပေါ်နဲ့လဲကြနေသူ့ဆိုင်ငယ်ကိုပြန်ထောင်လို့ဗရောက်ကင်ကိုတစ်ဖက်ကကင်ပြီးပွဲပြီးသွားပြီးအထင်နဲ့စီးလာခဲ့လိုက်တယ်ဒါပေမဲ့တနေရာရောက်မှာတော့တကူတွေရဲ့ဗရောက်ပန်းနေတင်လာတဲ့ထော်လာကြီးကတုပ်ပေါ်ဆိုင်ငယ်ရှိတဲ့မှာပိတ်ရက်လိုက်တယ်တကူတယောက်နဲ့ကားတွေကဆင်းလာလို့ငါလူတွေကိုထိခိုက်အောင်လုပ်ပြီးမှဒီအတိုင်းတော့ဘယ်ပြစ်လို့ရှာမှာလဲကောင်းကြီးကတုပ်ပေါ်လေးဆင်းလာတဲ့တကူကိုလက်တရဗရောက်ခိုင်ကြီးနဲ့ဘေးညာဆက်တိုင်းရိုက်လွှတ်လိုက်တော့တယ်တကူရဲ့မျက်နှာလေးဗရောက်ကိုင်းကက်တွေရဲ့အရိုက်ခံရတဲ့အတွက်ကြောင့်တော်တော်နာသွားတယ်ကျွန်တော်ဗရောက်ပန်းကပြက်စီးသွားပြီအဲ့ဒါဦးလေးတို့ကြောင့်ပဲဗျထော်လာကြီးကိုတုပ်ပေါ်ရက်နေရဲ့ဘတ်ဂျက်တွေမောင်းလာတာပါမောင်းလာနေတော့တုပ်ပေါ်ကလေထွက်ပြေးရမယ့်အစားထော်လာကြီးစီကိုပဲပြေးလာနေပြီထော်လာကြီးပေါ်ကိုခုန်တက်လို့ဗရောက်ပန်းနေရှိရဲ့နောက်ကမ်းဘက်ကိုကျုံလာသွားလိုက်တယ်တကူတွေလည်းတုပ်ပေါ်ရဲ့လှုပ်ရှားမှုကြောင့်ပါဇက်အောင်သာဖြစ်ပြီးငေးချနေရောတာပါတုပ်ပေါ်ကတော့အနောက်ကမ်းကိုရောက်တာနဲ့ဗရောက်ကန်ကြီးတခါအောင်ခိုးယူလို့ထော်လာကြီးပေါ်ကနေခုန်ဆင်းလိုက်တယ်တကူတယောက်ကဟာဒီငွားတုပ်ကောင်လေးတော်တော်ကိုကောင်းမာတာပဲငါနော်ဘလို့ပဲပြောပြောတုပ်ပေါ်လက်ထဲမှာခုနကတက်ပူကြီးနဲ့ဗရောက်ပန်းခိုင်ကြီးတခိုင်ရှိနေတော့တာပါညောင်နေသွားလို့ကြကွာအဲ့တော့မှထော်လာကြီးပေါ်ကနေ3ယောက်တောင်ဆင်းလာပြီးတုပ်ပေါ်နောက်ကိုပြေးလိုက်သွားကြတယ်တုပ်ပေါ်ကတော့သူ့ဆိုင်ငယ်ကိုပြစ်ထားခဲ့ပြီးဗရောက်တော်တွေကနေရွာပြေုံရောက်အောင်ပြေးနေတော့တာပါမကြခင်မှာပဲတကူတွေကသူ့ကိုမိသွားတယ်တုပ်ပေါ်လင်း3ယောက်တယောက်ဆိုတော့သူမနိုင်မဲသိရနဲ့ရက်လိုက်တယ်တုပ်ပေါ်လေးဗရောက်ခိုင်ကိုအသာတကြီးနဲ့ပေးလိုက်တယ်တကူတယောက်ကသူတကူကိုကြံစီနေရတော့မဟုတ်ပါဘူးနော်ခုနကအဲ့လိုလုပ်လိုက်ဘသူမှမပင်ပန်းတော့အဲ့ဒီအချိန်မှာပဲတုပ်ပေါ်ကထော်လာကြီးရှိရဲ့စီကိုတန်းနေအောင်ပြေးသွားတော့တယ်တကူတယောက်ကသူ့ဘယ်ကိုပြေးသွားတာပါလဲအဲ့ဒီတော့မှတတိယပြီးအဲ့ဒီတကူလေးဟာဗရောက်ပန်းနေတင်ထားတဲ့ထော်လာကြီးတကူတွေလည်းတုပ်ပေါ်နောက်ကိုပြေးလိုက်သွားကြပြန်တယ်ထော်လာကြီးနားရောက်မှပဲတုပ်ပေါ်ကိုမိသွားပြီးတကူတယောက်ကတုပ်ပေါ်ကိုနောက်ကနေရိုက်ချလိုက်တယ်တကူတယောက်ကဒီကောင်တကောင်ကြောင့်နေတော်တော်ကိုလှုပ်ရှုပ်သွားပြီဒီလုံနဲ့တကူတွေကမိနေရဲ့တုပ်ပေါ်ကိုဗရောက်ပင်တပင်ပေါ်မှာတင်ထားဖို့အတွက်လုံးလိုက်ကြတယ်တုပ်ပေါ်တရိယာလိုမျက်စိဖွင့်ကြည့်လိုက်တော့သူကဗရောက်ပင်တပင်ပေါ်မှာတန်လန်ဖြစ်နေရောတာပါအလလာနားလိုက်တာဘယ်နှနိုင်အောင်ရှိသွားမလဲမသိဘူးအဲ့လိုတွေးပြီးဘေးပံဝန်းကျင်ကိုလှမ်းရှုလိုက်တယ်နေဝင်နေရအောင်တွေ့တော့တုပ်ပေါ်ကဟာညနေအောင်စောင်းတော့မှာပဲဒါနဲ့ဟိုတကူတွေရောတုပ်ပေါ်လေးချီတားခံရတဲ့တပင်ပေါ်ကနေအောက်ပြလို့အောက်ကိုဆင်းရတော့တယ်တုပ်ပေါ်လေးတပင်အောင်မှရှိနေတဲ့သူ့ရဲ့ဆိုင်ငယ်ကိုပြန်ထောင်လိုက်ပြီးတော့ဆိုင်ငယ်ကိုစီးလို့မောင်းလာခဲ့တော့တယ်ဗရောက်ပန်းလေးမရအင်းကြီးလေးပြေးဘာတကူမှလည်းအဖက်မတင်ပါလားဒီကြားလေးမိဝိုင်းပြောတာပါခံရအောင်ပါအဲ့လိုတွေးပြီးမောင်းလာနေတော့တနေရာရောက်မှဖူးပြီးတော့ခုမှပွင့်လာတဲ့ဗရောက်ပန်းအခိုင်လိုက်ကြီးကိုတွေ့လိုက်ရတယ်ဟာတုပ်ပေါ်တို့များဟိကန်ကောင်းကျင်တော့လေအရန်လာတဲ့ဗရောက်ခိုင်ကြီးရတော့မယ်ဟိဒီလိုနဲ့ဗရောက်ပန်းခုဖို့အတွက်သူ့ဆိုင်ငယ်ကိုရှက်လိုက်တယ်တုပ်ပေါ်လေးဗရောက်ပန်းရရချင်းမင်းမိဝိုင်းအိမ်ကိုရောက်လာခဲ့တာပါတုပ်ပေါ်မိဝိုင်းအိမ်ကိုရောက်ချိန်မှာမိဝိုင်းတယောက်ဗရောက်ပန်းပန်ထားတာကိုတွေ့လိုက်ရတယ်မိဝိုင်းမကတုပ်ပေါ်ကိုမြင်တာနဲ့ဟဲ့တုပ်ပေါ်ငါဘလို့လဲဗရောက်ပန်းနေနဲ့လှရလားဟာအေးလှပါလေဟာဒါနဲ့မင်းကဒီဗရောက်ပန်းနေဘယ်ကနေရလာလဲအော်အဲ့ဒါလားညီမနဲ့ကပြောတယ်လေငပိန်မျိုးကနေပါဆယ်တပုံးပို့လိုက်တယ်ဆိုတာအဲ့ဒါငါသွားယူလိုက်တော့ငပိန်နဲ့ပို့တူ2ယောက်ပေါင်းပြီးဗရောက်ပန်းနေခုပို့ပေးလိုက်တာဟာအော်အေးပါဒါဆိုလဲငါခုလာတဲ့ဗရောက်ပန်းကိုနင့်ကိုမပေးတော့ဘူးလေဟဲ့မပေးလို့ရမလားဟာငါအတွက်ခုလာတာပဲဟာငါပန်းမှာပေါ့အဲဒီမှာတုပ်ပေါ်လေးမြူဝိုင်းကိုသူကူးလာတဲ့ဗရောက်ပန်းပေးလိုက်တယ်တုပ်ပေါ်ကတော့အကြောင်းစုံကိုမပြောပြချင်တာနဲ့မြူဝိုင်းမကတော့ဗရောက်ပန်းကိုကြည့်ပြီးပြောနေရင်က
မနေ့ပြန်မှတွေ့မယ်သွားပြီမိဝိုင်းမကြီးတုပ်ပေါ်လည်းအဲ့လိုပြောပြီးတော့မိဝိုင်းမရဲ့အိမ်ကနေပြန်သွားတော့တယ်ဟဲ့တုပ်ပေါ်ဆိုင်ကယ်ကိုဖြည်းဖြည်းမအောင်နော်